သူနဲ့ကိုယ်နဲ့ကြားထဲမှာဘာတွေကြောင့်ဒီလောက်ထိအဆင်ပြေဖို့ခက်ခဲနေရလဲအဆင်ပြေအောင်ဘာလုပ်ရမှာလဲဘာတွေရောဆက်ဖြစ်လာနိုင်မလဲဘာလို့တက်လဲပေါ့နော်ဒါလေးကြည့်ပြပါမယ်ရှင်ဆိုတော့ဘာကြောင့်လဲဆိုတော့ကိုနဲ့သူနဲ့ကြားထဲမှာပေါ့နော်တယောက်နဲ့တယောက်ကအပေးယူမမျှဘူးကိုထင်တဲ့အရာကိုယုံကြည်တဲ့အရာတွေအတွက်ယက်တည်နေကြရဲဆိုတာမျိုးမှတွေ့ရတယ်ကိုဘက်ကလည်းငါဒီလောက်ထိသူ့ပေါ်မှာချစ်ပေးတယ်တစ္ဆာရှိပေးတယ်ဘာလို့သူကငါပေါ်မှာဒီလိုဆက်ဆံနေရလဲဆိုပြီးတွေးတယ်သူကြတော့လေသူ့ဘက်မှာအခြားတော့သူ့ရဲ့အခက်ခဲတွေပြင်ပဖိအားတွေရှိနေရပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပြီးတော့အဆင်ပြေဖို့အတွက်ဆိုရင်ကတော့စိတ်အတက်အကျမမြင်နဲ့ပေါ့နော်ပြီးတော့တယောက်ကိုတယောက်အပြစ်တင်တာဒေါသထွက်တာမြန်တာမျိုးလေးတွေအစွန်ရောက်တာမျိုးလေးတွေကိုရှော့ပေးရမယ်အချိန်ပေးပြီးတော့မှစကားပြောဆိုညှိနှိုင်းမှုအတွက်လိုအပ်နေတယ်စိတ်နဲ့ကိုယ်နဲ့အရင်ကတ်အောင်လုပ်တင်တယ်ပေါ့နော်စိတ်နဲ့ကိုယ်နဲ့မကတ်ပဲနဲ့စိတ်ထဲမှာရှိတာတခုပြောလိုက်တာတခုကိုကတော့သူ့ကိုဒီလိုမျိုးတော့မနာကျင်စေချင်ပေမဲ့လည်းတယောက်ကိုတယောက်နာကျင်စေတဲ့စကားလုံးတွေပြောမိတာတွေဒါလေးတွေဆင်ခြင်ရမယ်ပတ်ဝန်းကျင်ကလူတွေအခြားသူတွေအနီးနားကလူတွေပေါ့နော်သူတို့တွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့အတူသူတို့ရဲ့အထင်မြင်ပေးချက်အမျိုးမျိုးတွေပေါ့နော်အဲ့ဒီအရာတွေကြောင့်လည်းနှစ်ယောက်ကြားထဲမှာသဘောထားကွဲလွဲနိုင်တတ်တဲ့ပြန်ဆိုင်မှုတွေဖြစ်တာပို့ပြီးတော့မှရှုပ်ထွေးတာမျိုးဘာမှမဟုတ်တဲ့ကိစ္စတတိလေးတွေကနေပြီးတော့ပြဿနာတက်သွားစေတာမျိုးမကြာခဏအနောက်ရှက်ခံရတာအနောက်ရှက်ဖြစ်တာမျိုးတွေကြုံတတ်တယ်တတိထားပါပြီးတော့ဘာဆက်လုပ်ရမလဲဆိုရင်ဒီတယောက်တည်းနေလို့စိတ်တွေများနေတတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ break time ယူပါကိုပိုင်အချိန်ပေးပါအေးဆေးစဉ်းစားပါကိုပြန်လဲဆန်းစစ်ပြီးတော့မှအဖြေရှာပါဒါမှပဲအဆင်ပြေမှာပါ